ခြင်းပဲဖုန်းမဆန်နဲ့တော့နင်းနဲ့ငါပြက်ပြီးပဲမင်းကတကယ်ရက်ဆက်ပြီးပဲတနေ့လုံးတစ်ညလုံးတစ်ဘဝလုံးကိုခဏသုံးပြန်တွေးကြည့်လိုက်အောင်မင်းနဲ့ငါရဲ့ဇလန်းကိုအဆဆုံးဘာမှမမမိတန်ရောစင်အလုံးဖြက်လမ်းခွဲတဲ့အကောင်းဆုံးပဲစာပြီးလျှော်ခဲ့တဲ့ရက်မင်းဘက်ကကြည့်ပဲမှန်နေရင်လည်းငါမပြောတော့ဘူးစိတ်ကလက်ပြက်နေပဲငါမှတက်ပြောက်တဲ့မျိုးတွေ့ရင်လည်းမခေါ်နဲ့တော့ရုပ်ရှင်လာရိုက်နေတယ်မင်းကမင်းသမီးတခြားဇက်လိုက်တွေနဲ့ငါကတယောက်တည်းဒါကိုမင်းမပြောင်းနေခဲ့အရင်ကနဲ့မတူတာကြောင့်အာယုံနောက်မင်းက